ဒီဗီဒီယိုမှာတော့ Nike Air ဆိုထိုက်ကကော်လေးတွေကွာနေတာလေးကိုကျွန်တော်ပြန်ပြီးတော့ကော်ကပ်ပြီးပြန်ချုပ်ပြပြီးတော့မှာပေါ့နော်။ရေတော့ကျွန်တော်တို့ဒီကော်ကွာတဲ့နေရာနားမှာရှိနေတဲ့မြေကြီးတွေအမှိုက်တွေကိုရေတော့ရှင်းလာပြရပါမယ်ဗျ။ဒါမှကျွန်တော်တို့ကော်ကပ်တဲ့ခါဒီချာလေးကပ်မှာပေါ့နော်။တဲတွေရှိုးအမြက်တွေပါတယ်ရှိနေကြတော့ကျွန်တော်တို့အကုန်လုံးရှင်းထုတ်ပေးလိုက်ရပါတယ်ဗျ။ကဲအခုလိုမျိုးမြေကြီးတွေရှင်းထုတ်ပါပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရှိနေတဲ့ကော်ဟောင်းတွေကိုကော်ဘက်လီနဲ့စားထားပေးလိုက်ပါမယ်နော်ဒါမှကျွန်တော်တို့ကော်ကတ်တဲ့ခါတေချာလေးကတ်မှာဖြစ်ပါတယ်ဗျကျွန်တော်တို့ကော်ဘက်လီတွေတေချာလေးစားပြီးတော့ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကော်စပြီးတော့ကတ်ပါမယ်ဗျကျွန်တော်ကတော့ဒီ special glue ဆိုတဲ့ကော်လေးတောင်းတာပေါ့နော်ကျွန်တော်အမြဲတမ်းဒီကော်ပဲတောင်းပါတယ်ဗျကျွန်တော်ကော်လေးတို့ဖနက်ကမ်းမနေရနှစ်ဖက်စလုံးမှာတေချာလေးနဲ့ဆက်အောင်တောက်လိန်ထားပြရပါမယ်ဗျကျွန်တော်တော့ကော်ရအများကြီးတော့မတော်ဘူးပေါ့နော်ကျွန်တော်ဆိုရုံတော့ပဲတော်ရင်ပိုပြီးအဆင်ပြေပါတယ်ဗျကဲကျွန်တော်တေချာကော်လေးကိုနှစ်ဖက်စလုံးတေချာလေးနည်းနည်းဆက်တောက်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ကလစ်လေးနဲ့ကျွန်တော်တို့တည2ညလောက်ညှထားပြလိုက်အောင်ပေါ့နော်ဒါမှကော်လေးတေချာလေး6မှာဖြစ်ပါတယ်ဗျကျွန်တော်ကော်လေးတွေတေချာ6သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ကဖနက်ကိုပို့ပြီးခိုင်းအောင်ဆိုပြီးဘီဂျိုးကိုတောင်းတော့လက်ထက်6တာပြီးပါတယ်ဗျကဲဒါတွေကတော့ကျွန်တော်6တာရဲ့လက်ရလေးပေါ့နော်ကျွန်တော်ဖနက်6တဲ့ခါကျရင်ကျွန်တော်တေချာလေးစစ်စိတ်လေးနဲ့တေချာချင်းချင်းညာလေး6ပေးပါတယ်ဗျဒါကြောင့်မို့ကျွန်တော်တို့ကပို့ပြီးချိန်ကြလို့ဒီများထက်လည်းပို့ပြီးစီးကြည့်တာပေါ့နော်